တားလေအဖေမရှိမှအဖေနဲ့တော့တာနာလိုက်ခဲ့တယ်ဖြစ်ဒါကြောင့်အဖေဖေဘိုးကပဲရောက်ကောင်းရဥက္ကဋ္ဌကိုရောက်တာဒီအရှိဟုတ်ကဲ့ဒီတော့နေလိုက်တော့ဖြစ်တော့အော်ငါဖေဖေနဲ့တော့ဘာလို့တာတော့ဘိုက်ဟမ်ဘိုက်တာလို့ဘိုက်တာတော့ကိုယ်ကိုစားတယ်ကိုယ်ကိုစားတယ်ဟိုဒီကငါပိုင်ရတာလို့သားမိရပါဘိုက်တာတော့ကိုယ်ကိုစားမလားဒီလိုလူငယ်တွေကနားမလဲဘာမလဲဘာလဲလာလုံးမသိဘူးအဖေရောပတ်တာပြီလားအော်အဲ့တော့ငါ့ကိုစားရမလားအမေတို့ကလည်းငါမမဟုတ်ဘူးအဖေဒီနေသားမှာကွာအဖေဒီမှာညီလေးအမေညီလေးဟဲ့ကောင်းလေဘာလို့လဲအမေဟဲ့ဘာမြလဲကွာဟဲ့ဘာလဲမင်းဖဲကွာအမေနဲ့ညီလေးအေးပါကိုကြီးအခုတင်းကဘာလို့လဲလို့လေဘာလဲကြမယ်ဟာလာဖို့ရင်းနေဟုတ်တယ်ဟာတည်ကြီးစိုးလေဟာခွေးမလာငါသိနေမှာငါအရှင်းလိုက်ရှိနေတယ်ကွာအဲ့တော့အဖေကအဲ့ဒါတပတ်ကျော်တော့ဘယ်ပြောက်နေလဲအော်စီတိုးနေတာကွာစီတိုးနေဟုတ်စီတိုးတာတပတ်ကျော်တော့ကြာလာပြီအော်တပတ်ကျော်တော့မတ်တရပြီးဆောင်းနေတာမင်းဘာမှမသိတာနဲ့အဲ့တော့အဖေကနာထိုင်ရတဲ့စီတိုးတော့ဘယ်လိုလဲထိုင်ရရလားငါကြော်တက်တာငါဝိုင်းထိုးလိုက်လို့ဘောကွာအဖေကိုနောက်မှတန်းစီပါဘာလို့ပွားကြော်တက်တာလို့မြင်ရတယ်လို့မင်းတို့ကြီးပြတာငါပုံညမင်းတို့ဘာလို့တာဟမ်ထားဆိုအဖေမသိဘူးအဖေမသိဘူးငါညီလေးမသိဘူးအဖေအမေတာတာအော်မပြောလို့